ကိုရီးယားနိုင်ငံတဲဂူမြို့မှာကလေး9ယောက်ကဆိုလို့ရှိရင်ပျောက်ဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့အံ့အားသင့်စရာကောင်းတာကသူတို့ပျောက်ဆုံးသွားတဲ့နေရာဆိုလို့ရှိရင်ရဲတပ်ဖွဲ့တွေနဲ့မိုင်းအနှဲငယ်ပဲဝေးကွာတဲ့တောင်တန်းတစ်ခုမှာပါ။မင်္ဂလာပါချောရဲ့ case file 31 channel ကနေကြိုဆိုပါရစေချောအားဒီ channel လေးမှာဆိုရင်တော့ကမ္ဘာပေါ်မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်မှုခင်းအကြောင်းအရာတွေကိုရှာဖွေလေ့လာပြီးတော့တင်ဆက်ပေးနေတာဖြစ်ပါတယ်ချောရဲ့ဒီဗီဒီယိုလေးတွေမှာဆိုလို့ရှိရင်ချော like တွေ comment တွေ subscribe တွေလုပ်ပေးကြတဲ့သူတို့တယောက်ချင်းစီတိုင်းကိုတကယ်ကိုကျေးဇူးတင်ပါတယ် subscribe လုပ်ရသေးတဲ့သူတွေရှိရင်လည်းချောကို subscribe လေးနဲ့အားဖြည့်ပေးဖို့ချောမေတ္တာရက်ခံချင်ပါတယ်ရှင်ခါတလေလူတွေကအရန်ရိုးရှင်းတဲ့အရာတွေကိုလုပ်ဖို့အတွက်အိမ်ကနေထွက်သွားတတ်ကြပါတယ်တငယ်ချင်းတွေနဲ့တူတောင်ပေါ်ကိုသွားပြီးတော့တဘာဝတော်ထဲမှာသူတို့တွေကကစားကြတယ်နောက်ပြီးတော့ဖားရှာထွက်ကြတယ်ပေါ့နော်အဲ့ဒါတွေကဆိုလို့ရှိရင်ကလေးတွေအတွက်အရန်ကိုပျော်စရာကောင်းတဲ့အရာတစ်ခုပါပဲဒါပေမဲ့ဒီလိုပျော်စရာကောင်းတဲ့နေ့တွေကနေပြီးတော့အရန်ရိုးရှင်းတဲ့ထွက်ခွာမှုတစ်ခုကဘယ်တော့မှပြန်မလာနိုင်တော့တဲ့ခရီးတစ်ခုလည်းဖြစ်သွားတတ်တယ်ပေါ့နော်ဒီနေ့ချောပြောပြမယ်ဖြစ်ရကဆိုလို့ရှိရင်1990ခုနှစ်ကကိုရီးယားနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့မြို့ဝက်ဆန်းကျဲတဲ့ဖြစ်ရတစ်ခုပဲဖြစ်ပါတယ်။ကလေး9ယောက်ကဆိုလို့ရှိရင်ဖားရှာဖို့အတွက်သူတို့ကတောင်ပေါ်ကိုထွက်သွားကြတယ်ပေါ့နော်ဒါပေမဲ့သူတို့တွေကဘယ်တော့မှအိမ်ကိုပြန်မလာနိုင်တော့ပါဘူးဒီ case ကဆိုလို့ရှိရင်ဒီနေ့အထိမဖြေရှင်းနိုင်သေးတဲ့လျှို့ဝှက်ဆန်းကျဲမှုတစ်ခုအဖြစ်နဲ့ရှိနေသေးပါပဲဒီနေ့ဒီဗီဒီယိုမှာတော့ဒီဖြစ်ရရဲ့အစအဆုံးဖြစ်ပျက်ခဲ့တာတွေကိုချောကပြောပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချောနဲ့အတူတူအဆုံးထိလိုက်ပါပြီးတော့နားဆင်ပေးကြပါလို့ပြောချင်ပါတယ်ရှင်1990ခုနှစ်မတ်လ26ရက်နေ့ဒေသစံတော်ချိန်နက်နက်ခင်းမှာစတင်ခဲ့တာပါတောင်ကိုရီးယားနိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်တဲ့ဒေဂူမြို့ရဲ့အနီးမှာရှိတဲ့ရွာလေးတစ်ရွာမှာပေါ့နော်အဲ့ဒီနေ့ဟာဆိုလို့ရှိရင်ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒေသခံမူလာရန်အကြောင်းကကလေး9ယောက်ကဆိုလို့ရှိရင်သူတို့တွေအတူတူဆော့ကစားဖို့အတွက်စီစဉ်ခဲ့ကြတယ်ပေါ့နော်သူတို့ရဲ့ခရီးစဉ်ကဆိုလို့ရှိရင်သူတို့နေထိုင်တဲ့အိမ်နဲ့3ကီလိုမီတာလောက်ပဲဝေးတဲ့ဝါရောင်တောင်ကြီးမှာသူတို့ကဖားလေးတွေဖမ်းမှုအတွက်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတိလိုက်ရတာကအဲ့ဒီကလေးတွေကဆိုလို့ရှိရင်ဖားမဖမ်းကြဘူးသူတို့တကယ်တမ်းသူတို့ရှာဖွေနေတဲ့အရာဆိုလို့ရှိရင်ဆက်လက်မန်တာလို့ခေါ်တဲ့ပဒက်ကောင်လေးတွေရဲ့ဥတွေပေါ့နော်အဲ့ဒါကိုသူတို့ကရှာဖို့အတွက်သူတို့သွားကြတာပေါ့နော်ဒါပေမဲ့မီဒီယာတွေကဒီသတင်းမှာမှားယွင်းပြီးတော့ဖော်ပြလိုက်တယ်ဘယ်လိုဖော်ပြလဲဆိုလို့ရှိရင် white frog ဖားကလေးများဆိုပြီးတော့အဲ့လိုမျိုးသတင်းမှာသူတို့ပြောလိုက်တဲ့အတွက်ကြောင့်မလို့ဒီသတင်းဟာဆိုလို့ရှိရင်လည်းဖားကလေးများဆိုပြီးတော့သူတို့နာမည်ကြီးသွားတာပေါ့နော်အဲ့ဒီနာမည်နဲ့ဒီပျောက်ဆုံးသွားတဲ့ကလေးလေး9ယောက်ရဲ့နာမည်တွေကဆိုလို့ရှိရင်ဝူချိုဝမ်ဂျိုဟိုဂျွန်ကင်ယောင်ကူပတ်ချင်ကင်ဂျုံစစ်သူတို့တွေရဲ့အသက်တရားဆိုလို့ရှိရင်9နှစ်ကနေပြီးတော့73နှစ်ဝန်းကျင်ပဲရှိပါတယ်ဒီကလေးလေးတွေဟာဆိုလို့ရှိရင်သူတို့ကျောင်းအတူတူတက်ကြတယ်ပေါ့နော်အတူတူတက်ပြီးတော့ဒီသူတို့သွားစော့မယ်ဝေါ်ရောင်းတာဆိုလို့ရှိရင်သူတို့အမြဲတမ်းစော့ကစားနေကြသူတို့နဲ့အကျွမ်းတက်ဝင်ရှိပြီးသားပြောရမယ်ဆိုလို့ရှိရင်သူတို့ကစားနေတာကစားခွင့်တစ်ခုလိုလည်းဖြစ်တယ်ပေါ့နော်စိတ်ဝင်စားစရာကောင်းတာကဒီကလေးလေး9ယောက်နဲ့အတူတူနောက်ထပ်6ယောက်မြောက်ဖြစ်မယ်ကလေးလေး1ယောက်လည်းပါဖို့ရှိခဲ့တယ်ပေါ့နော်အဲ့ဒီကလေးလေးကဆိုလို့ရှိရင်9နှစ်အရွယ်ကင်တေယောင်လို့ခေါ်တဲ့ကလေးလေးပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီကလေးလေးကဆိုလို့ရှိရင်သူကအဲ့လိုသွားဆော့မဲ့အချိန်မှာသူမနက်စာမစားရသေးဘူးသူမနက်စာမစားရသေးတဲ့အတွက်ကြောင့်သူကအိမ်ကိုပြန်ပြီးတော့သွားစားမယ်ဆိုပြီးသူ့ရဲ့တငယ်ချင်းတွေကိုသူပြောပြီးတော့အိမ်ကိုပြန်လာတယ်အိမ်ရောက်တော့လေသူကမနက်စာစားပြီးတော့သူ့အမေကိုသူဝါရောင်းတောင်မှာသူသွားကစားမယ်လို့ပြောလိုက်တော့သူ့အမေကဒီနေရာမသွားနဲ့စိတ်မချရဘူးအနေရရှိရဆိုပြီးပြောလိုက်တဲ့အတွက်ကြောင့်မလို့ဒီကလေးလေးကအတူတူသွားဆော့မဲ့နေရာမှာမပါဝင်ခဲ့တာလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လဲသူဟာဆိုလို့ရှိရင်ကံကောင်းထောက်မစွာနဲ့လွတ်မြောက်သွားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်အဲ့လိုနဲ့ပဲတဖြည်းဖြည်းကလေးလေးတွေသွားဆော့လာညနေဆောင်သွားတယ်ပေါ့နော်ညနေဆောင်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မိဘတွေဟာဆိုလို့ရှိရင်လည်းအရန်ကိုစိတ်ပူလာတဲ့အတွက်ကြောင့်မလို့မိဘတွေကရှာဖွေတယ်ပေါ့နော်။ဘာရောက်ပြီးတော့ရှာဖွေတယ်။နောက်ပြီးတော့တချို့တွေကဆိုလို့ရှိရင်လည်းကလေးတွေပြန်လာမလားဆိုပြီးသူတို့မိဘတွေကစောင့်နေတယ်ပေါ့နော်။အဲ့လိုပဲစ
စောင့်နေနဲ့ညကနေနောက်နေ့မနေ့ရောက်သွားတယ်နောက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့မိဘတွေကအရန်ကိုစိတ်ပူပြီးတော့သူတို့ကရဲစခန်းမှာကလေးတွေပျောက်သွားတာကိုတွားရောက်ပြီးတော့တိုင်ကြားခဲ့တယ်ပေါ့နော်အဲ့ဒီမှာဒီကလေးတွေဝါရောင်းတောင်မှာတွားပြီးတော့ဆော့ရဲဆိုတာကိုလည်းမျက်မြင်သက်သေတယောက်ကတွေ့ခဲ့တယ်ပေါ့နော်နောက်ဆုံးအနေနဲ့ကလေး9ယောက်ပျောက်ဆုံးသွားတဲ့တဲ့တင်အားဆိုလို့ရှိရင်တနိုင်ငံလုံးကိုတောမီလောင်တလို့မျိုးပဲအရှိန်အဟုန်လျင်မြန်စွာနဲ့တဲ့တင်တွေကပြန့်သွားတယ်ပေါ့နော်ဒီကလေးတွေပျောက်ဆုံးသွားတဲ့ဖြစ်ရက်ကဆိုလို့ရှိရင်လည်းကိုရီးယားနိုင်ငံသားတွေရဲ့နှလုံးသားကိုထိခိုက်စေတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကဆိုလို့ရှိရင်တမန်သားဖြစ်တဲ့နော်တယ်ဝူကဆိုလို့ရှိရင်သူကိုယ်တိုင်ဒီကိစ္စမှာသူဝင်ရောက်ပြီးတော့သူကရဲအင်အားတွေစစ်တပ်အင်အားတွေတုံးပြီးတော့ဒီကလေးတွေရှာဖွေဖို့အတွက်သူကခိုင်းစေခဲ့တယ်ပေါ့နော်ဒီအဲ့လိုလိုကလေးတွေကိုရှာဖွေတဲ့နေရာမှာပေါ့နော်ဒီစစ်တပ်တွေရဲတွေအပြင်ကိုတခြား volunteer တွေနောက်ပြီးတော့အဲ့ဒီမှာရှိတဲ့ဒေသခံပြည်သူတွေကပါလိုက်လံပြီးတော့ရှာဖွေခဲ့တယ်အဲ့ဒီလိုမျိုးလူပေါင်းမြောက်များစွာပြောရမယ်ဆိုလို့ရှိရင်လူပေါင်း3သိန်းကျော်လောက်ပေါ့နော်အဲ့ဒီကလေးလေးတွေပျောက်ဆုံးမှုကိုသူတို့အင်အားတွေတုံးပြီးတော့ရှာဖွေခဲ့ကြတယ်အဲ့ဒီဟာဆိုလို့ရှိရင်လည်းတောင်ကိုရီးယားရဲ့တမိုင်းမှာဆိုလို့ရှိရင်တခုတည်းတော့ဖြစ်တဲ့အတွက်သူတို့လူအင်အားအများဆုံးစေလွတ်ခဲ့ပြီးတော့ရှာဖွေတဲ့အမှုဖြစ်ကိုမှတ်တမ်းတင်သွားခဲ့ပါတယ်အဲ့ဒါအပြင်ကိုဒီ secret company တွေပေါ့နော် secret company တွေကဆိုလို့ရှိရင်သူတို့ရဲ့ထုတ်ကုန်တွေမှာဒီပျောက်ဆုံးနေတဲ့ခလေးလေးတွေရဲ့ဓာတ်ပုံနဲ့နောက်သတင်းချက်လက်တွေကိုတခါတည်းထည့်ပြီးတော့ရိုက်နှက်ပေးခဲ့တယ်ပေါ့နော်သတင်းစာတွေမှာဆိုလို့ရှိရင်လည်းကြေညာချက်တွေအကြိမ်ကြိမ်ဖော်ထုတ်ခဲ့တယ်ဘယ်လိုမျိုးကြေညာခဲ့လဲဆိုရင်သူတို့တွေကဒီခလေးလေးတွေကိုရှာဖွေတွေ့ရှိခဲ့မယ်ဆိုလို့ရှိရင်စုငွေပမာဏ142တန်းပေါ့နော်အမေရိကန်ဒေါ်လာအားဖြင့်ဆိုလို့ရှိရင်4200ခန့်အထိကိုမြင့်တင်ပြီးတော့သူတို့ဟာဒီကလေးတွေပျောက်ဆုံးမှုအတွက်ကိုဒီစုချင်းငွေပေးမယ်ဆိုပြီးတော့လည်းဖော်ပြခဲ့ပါတယ်ပျောက်ဆုံးသွားတဲ့ကလေးလေးတွေရဲ့မိဘတွေဖခင်တွေအားဆိုလို့ရှိရင်သူတို့လုပ်နေတဲ့အလုပ်တွေကိုပြစ်ထားတယ်သူတို့ဘာအလုံးမှမလုပ်နိုင်တော့ဘဲနဲ့ကိုရီးယားတနိုင်ငံလုံးကိုသူတို့တွေကဒီကလေးတွေရှာဖွေဖို့အတွက်သူတို့လုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီလိုလိုက်လံရှာဖွေခဲ့ပေမဲ့ဘလောက်ပဲရှာဖွေဒီဝါရောင်းတောင်ကိုလည်းအကြိမ်ပေါင်း900လောက်သူတို့ရှာဖွေခဲ့ပေမဲ့ဒီကလေးလေးတွေပျောက်ဆုံးရဲ့တဲလွန်စာကိုသူတို့တခုမှမတွေ့ခဲ့ရအောင်ပေါ့နော်သူတို့တွေကဆိုလို့ရှိရင်မြေကြီးထဲမှာပဲမြုပ်ပြီးတော့ပျောက်သွားတယ်လို့ပဲဒါမှမဟုတ်တစုံတစ်ယောက်ကပဲသူတို့ကိုဂယုတဆိုင်နဲ့ဟွက်ထားတာလားပေါ့နော်အဲ့လိုမျိုးတွေမေးခွန်းနေတာအောင်ထွက်ပေါ်လာခဲ့ဒီလိုနဲ့ပဲအချိန်တွေသာတဖြည်းဖြည်းနဲ့ကုန်လာတဲ့ရက်တွေကနေလတွေကနေနှစ်တွေပြောင်းလဲသွားခဲ့တယ်နော်အဲ့ဒီအတွက်လူများစုရဲ့အာယုံဆိုင်မှုဟာလည်းလပေါင်းများစွာနှစ်ပေါင်းများစွာကြာလာတဲ့အတွက်အာယုံဆိုင်မှုတွေကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီလူတွေရဲ့အာယုံဆိုင်မှုတာပျောက်ကွယ်သွားတာဒီကလေးလေးတွေရဲ့မိဘတွေကတော့သူတို့အတွက်ဒါဟာဘယ်တော့မှမပြီးဆုံးနိုင်သေးတဲ့အိမ်မက်ဆိုးကြီးတစ်ခုပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့1992ခုနှစ်မှာတော့ဒီဖြစ်ရပ်ကိုအခြေခံပြီးတော့အိမ်ကိုပြန်လာခဲ့ပါဖားကလေးတို့ရေဆိုပြီးတော့ရုပ်ရှင်ကားတကားလည်းရိုက်ကူးခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီရုပ်ရှင်ကလည်းဒီကလေးလေးရဲ့ပျောက်ဆုံးမှုတွေဘာမှအထောက်အကူမဖြစ်ခဲ့ဘူးပေါ့နော်1992ခုနှစ်မတ်လကနေပြီးတော့2002ခုနှစ်စက်တင်ဘာလအထိကို17နှစ်တိတိသူတို့ကာလတွေရှေ့ကြခဲ့ပြီပေါ့နော်ပျောက်ဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေရဲ့စိတ်ထဲမှာဆိုလို့ရှိရင်လေဒီမျောလင်းချက်တစ်ဝက်နဲ့ကြောက်ရွံ့မှုတစ်ဝက်ကရောထွေးနေကြရရှာပါတယ်အဲ့ဒီနေ့မှာတော့ဒီကန်ကျမရဲ့လက်ချက်အရာဒီဝရောင်တောင်မှာတတိဝလန်နဲ့တစ်ဧသီးတွေကိုရှာဖွေတဲ့အမျိုးသား2ယောက်ကဆိုလို့ရှိရင်မြေကြီးပေါ်မှာသူတို့ကထူးဆန်းတဲ့အရာတစ်ခုကိုတွေးလိုက်ရတယ်ပေါ့နော်ဒီအရာတွေဆိုလို့ရှိရင်ခလေးတွေရဲ့အဝတ်အစားတွေနောက်ပြီးတော့အယိုးစုတွေပေါ့နော်အဲ့ဒါနဲ့ပဲသူတို့ကရဲတွေကိုဖုန်းဆက်တယ်ဒါပေမဲ့အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုကဒီရဲတွေမရောက်ခင်တရက်အလိုမှာဒီအမည်မဖော်လို့တဲ့အမည်မသိတဲ့လူတယောက်ကပေါ့နော်သတင်းစာတိုက်ကိုဖုန်းဆက်လာပြီးတော့ဒီဖားကလေးတွေရဲ့ရုပ်အလောင်းကဆိုလို့ရှိရင်ဝေါ်ရောင်းတောင်မှာမြုပ်နှံထားတယ်ဆိုပြီးတော့သတင်းပေးလာခဲ့ပါတယ်နောက်တစ်နေ့မှာဆိုလို့ရှိရင်ရဲတွေနဲ့စစ်သားတွေကရောက်လာပြီးတော့ဒီကလေးလေးတွေတွေ့တဲ့နေရာကိုစပြီးတော့ရှာဖွေမှုတွေတူးဖော်မှုတွေစတင်ပြီးတော့လုပ်ကြတယ်ပေါ့နော်သူတို့တွေ့ရှိခဲ့ရတဲ့မြင်ကွင်းနေရာဆိုလို့ရှိရင်အရန်ကိုကြက်မှတ်ဖွယ်ရာကောင်းနေပါတယ်ကလေး9ယောက်စလုံးရဲ့ရုပ်ကျွင်းတွေကိုသူတို့တွေ့ခဲ့ရတယ်ဒါပေမဲ့ဒီရုပ်ကျွင်းတွေဟာဆိုလို့ရှိရင်တဘာဝအတိုင်းပြန့်ကျဲနေတာမဟုတ်ဘူးဒီ
ခလေးရဲ့ဒီတယောက်ရဲ့အပေါ်မှာနောက်တစ်ယောက်ကိုထပ်ထားတဲ့ပုံစံမျိုးနောက်ပြီးတော့အဲ့ဒီကလေးလေးတွေရဲ့အပေါ်မှာလည်းဒီကြီးမားတဲ့ကြောက်တုံးကြီးတစ်ခုနဲ့ဖိထားသလိုမျိုးရှိနေရပေါ့နော်ဒါဟာဆိုလို့ရှိရင်လုံးဝကိုရှင်းရှင်းလင်းလင်းဖြစ်သွားပါပြီဒီလက္ခဏာကလူတက်မှုတစ်ခုပါပဲဒါပေမဲ့ရဲတပ်ဖွဲ့ရဲ့ကနဦးစစ်ဆေးချက်အရာကပို့ပြီးတော့အံ့ဩစရာကောင်းနေတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကခလေးတွေကတောင်ပေါ်မှာဒီတိုင်းပဲလမ်းပြောက်တယ်နောက်ပြီးတော့အဲ့ဒီလိုလမ်းပြောက်သွားတဲ့အတွက်ကြောင့်မလို့တောင်ပေါ်မှာအေးတန်ဆောင်ခလေးတွေကတေဆုံးသွားရတယ်ဆိုပြီးသူတို့ကောက်ချက်ချလိုက်တာပါဒီလိုကောက်ချက်ချလိုက်တဲ့အတွက်ကြောင့်မလို့ခလေးလေးတွေရဲ့မိဘတွေကဆိုလို့ရှိရင်အရန်ကိုစိတ်ဆိုးဒေါသထွက်သွားကြတယ်ဒီခလေးတွေကဒီလိုမျိုးလမ်းပြောက်ပြီးတော့ဒီတောထဲမှာလမ်းပြောက်ပြီးတော့ဒီလိုမျိုးဖြစ်သွားစရာအကြောင်းမရှိဘူးဒီကလေးလေးရာဆိုလို့ရှိရင်ဒီတောင်ပေါ်မှာသူတို့တွေကအကျွမ်းတဝင်ရှိပြီးသူတို့အမြဲတမ်းသွားလာပြီးတော့ကစားနေတဲ့နေရာလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီကလေးလေးတွေရဲ့အဝတ်အစားတွေရာဆိုလို့ရှိရင်ဘာဖြစ်လို့ချီနှောင်ခံထားရလဲပေါ့နော်နောက်ပြီးတော့သူတို့ရဲ့ဥကောင်းခွန်နေကရောဘာဖြစ်လို့အပေါက်တွေဖြစ်နေရတာလဲပေါ့နော်အဲ့ဒါကိုသူတို့ရဲ့မိဘတွေကဒီမကျေနပ်ဘူးအဲ့အတွက်ကြောင့်မလို့မိဘတွေကတောင်းဆိုမှုတွေထပ်လုပ်တယ်အဲ့ဒီမိဘတွေရဲ့တောင်းဆိုချက်အရာဒီဒုတိယအချိန်တေးချစွာသူတို့တွေစစ်ဆေးမှုတွေပြန်ပြီးတော့ပြုလုပ်ခဲ့ကြတယ်ပေါ့နော်ခန္ဓာဗေဒပညာရှင်တွေရဲ့စစ်ဆေးချက်အရာဆိုရင်ဒီကလေး၃ယောက်ရဲ့ဥက္ကုမှာချွန်ထက်တဲ့လက်နက်နဲ့ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေကိုသူတို့တွေ့ရတယ်တချို့တွေရဲ့သွားတွေကဆိုလို့ရှိရင်ပျောက်ဆုံးနေတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်မျက်နှာကိုပြင်းပြင်းထန်ထန်နဲ့အရိုက်ခံထားရတယ်အဲ့ဒီတက်ကြောင့်မလို့သွားတွေရာဆိုလို့ရှိရင်ကျွတ်ထွက်သွားတယ်ဆိုပြီးတော့သူတို့တွေယူဆတယ်နောက်ကလေးတစ်ယောက်ရဲ့လက်မောင်းကဆိုလို့ရှိရင်လည်းကျိုးနေတယ်နောက်ထပ်ကလေးလေးတစ်ယောက်ရဲ့ဥကောင်းမှာဆိုလို့ရှိရင်လည်းတန်တက်ဒဏ်ရာလို့ယူဆရတဲ့အပေါက်တွေတွေ့ရတယ်ပေါ့နော်ဒီသေဆုံးသွားတဲ့ကလေးလေးတွေရဲ့ရုပ်ကျွင်းတွေနီးနားမှာဆိုလို့ရှိရင်လည်းကြည်စံအခွန်တွေနောက်ပြီးတော့တတုစတွေလည်းတွေ့ရတယ်နောက်ကလေးလေးတစ်ယောက်ကိုဆိုလို့ရှိရင်လည်းလက်နှစ်ဖက်ကိုတစ်ဖက်နဲ့တစ်ဖက်ချုပ်ပြီးတော့ခြိထားတဲ့ပုံစံလည်းတွေ့ရတယ်နောက်ပြီးတော့တချို့ကလေးတွေရဲ့ဂျာကင်အင်ဂျီတွေဆိုလို့ရှိရင်ပျောက်ဆုံးနေရပေါ့နော်ဒီလိုအထောက်အထားတွေအရာရဲတပ်ဖွဲ့တွေဟာသူတို့ရဲ့ပထမဦးဆုံးကနဦးကောက်ချက်ကိုပြန်ပြီးတော့ရုပ်သိမ်းခဲ့ရပါတယ်ဒါဟာဆိုလို့ရှိရင်လူတက်မှုဆိုတာအတိအကျပဲပေါ့နော်ဒီတော့လူတက်မှုဆိုတာကတေချာသွားပြီဒါပေမဲ့ဘသူကလုပ်ခဲ့တာလဲဘလို့လုပ်ခဲ့တာလဲဘာကြောင့်လုပ်ခဲ့တာလဲဆိုတာကတော့ဒီမိကုန်းတွေအတွက်အဖြစ်ကဒီနေ့အထိမရှိသေးပါဘူးရုပ်ချင်းတွေအနီးမှာကြည်စံခွန်တွေတွေ့ရှိခဲ့ရတဲ့ဝါရောင်းတောင်အနီးမှာဆိုလို့ရှိရင်စစ်တပ်ရဲ့ပြစ်ခတ်လေးကျရင်ကွင်းတစ်ခုလည်းရှိခဲ့တဲ့အတွက်ကြောင့်မလို့ဒီလူတွေအားဆိုလို့ရှိရင်ဒီအချက်ကိုလည်းထောက်ပြကြတယ်ပေါ့နော်ဒါပေမဲ့ theory တစ်ခုကဆိုလို့ရှိရင်ကလေးတွေကစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်မတော်တဆသေဆုံးသွားတာလားပြီးတော့အဲ့ဒါကိုဖုံးကွယ်ဖို့အတွက်စစ်တပ်ကလှုပ်ကြံခဲ့တာလားဒါပေမဲ့အဲ့ဒီနေရာဆိုလို့ရှိရင်အားလက်ရက်ဖြစ်တဲ့အတွက်ကြောင့်မလို့စစ်စင်ရေးလေ့ကျင့်မှုရှိခဲ့တယ်ဆိုတဲ့အထောက်အထားမရှိဘူးဆိုပြီးတော့စစ်တပ်ကညှင်းဆိုခဲ့တယ်ပေါ့နော်ရဲတပ်ဖွဲ့ကမေးခွန်းတွေထုတ်လာတာလည်းရှိပါတယ်အဲ့ဒါဆိုလို့ရှိရင်လူတစ်ယောက်တည်းနဲ့စေကျော်တက်ကလေး9ယောက်ကိုတပြိုင်နက်တည်းတတ်နိုင်ပါမလားဆိုတာပါပဲဒါကြောင့်မလို့လူ2ယောက်ဒါမှမဟုတ်အဖွဲ့လိုက်လှုပ်ဆောင်ခဲ့တဲ့မှုကင်းလားဆိုပြီးတော့သူတို့တန်တရားရှိလာတယ်ထိုးစမ်းတာကခလေးတွေရဲ့အဝတ်အစားတွေမှာသွေးဆုံးတာတွေလုံးဝမတွေ့ရဘူးနောက်ပြီးတော့ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်နှက်ခံရလို့ရှိရင်သွေးတွေကထွက်မှသိကြတယ်ဒါပေမဲ့အဝတ်အစားတွေရာဆိုလို့ရှိရင်လုံးဝသွေးမထွက်ဘဲနဲ့အတစ်အတိုင်းကိုတန့်ရှင်းနေတယ်တချို့ကဆိုလို့ရှိရင်ဒါဟာသေဆုံးပြီးမှခလေးတွေရဲ့အဝတ်အစားကလဲလေခံထားရတယ်ဆိုပြီးတော့ယူဆကြတယ်ပေါ့နော်အလောင်းကိုမတွေ့ခင်တရက်အလိုမှာလဲသတင်းစာတိုက်ကိုဖုန်းဆက်ပြီးတော့သတင်းပေးတယ်အမည်မသိလူဟာဆိုလို့ရှိရင်ဘယ်သူလဲသူဟာဆိုလို့ရှိရင်လူသက်သားမလားနောက်ဒါမှမဟုတ်တကယ်ပဲမတော်တဆအလောင်းကိုတွေ့ခဲ့ရတဲ့ပထမဦးဆုံးသူလားဘာလို့သူကအမည်မဖော်ချင်ရတာလဲဒီလူကိုဆိုလို့ရှိရင်ရဲတပ်ဖွဲ့တွေကဘယ်တော့မှရှာမတွေ့ခဲ့ဘူးပေါ့နော်ဒီဖြစ်ရဟာဆိုလို့ရှိရင်လျှို့ဝှက်စမ်းကြယ်မှုတွေနဲ့ပြည့်နှက်နေပြီးတော့ဒီနေ့အထိကိုဖြည့်ရှင်းလို့မရသေးတဲ့ဗဟိလိကြီးအဖြစ်လဲကြန့်ရှိနေခဲ့ပါတယ်။နောက်ပြီးတော့တောင်ကိုရီးယားနိုင်ငံရဲ့ဥပဒေအရဆိုလို့ရှိရင်လဲလူသက်မှုအတွက်တရားစွဲဆိုနိုင်တဲ့တပ်တန်းကဆိုလို့ရှိရင်15နှစ်ပဲပေါ့နော်1992ခုနှစ်မှာဖြစ်ခဲ့တဲ့ဒီအမှုဟာဆိုလို့ရှိရင်2006ခုနှစ်မတ်လ25ရက်နေ့မှာဆိုလို့ရှိရင်တရားစွဲဆိုနိုင်တဲ့တပ်တန်းကကုန်ဆုံးသွားခဲ့ပြီပေါ့နော်ဆိုလိုချင်တာက
ဒီလူသက်သမားကိုဒီနေ့မှာရှာတွေ့ခဲ့မယ်ဆိုရင်တော့မှသူ့ကိုတရားစွဲလို့မရတော့ဘူးတရားဥပဒေရဲ့လက်ကနေပြီးတော့သူ့ကိုလွန်ငင်းချမ်းသာခွင့်ပေးလိုက်ရတာနဲ့အတူတူပါပဲဒါပေမဲ့ဒီဖြစ်ရက်ကဆိုလို့ရှိရင်တောင်ကိုရီးယားနိုင်ငံလူအဖွဲ့အစည်းအတွက်ကိုကြီးမားတဲ့သင်ခန်းစာတစ်ခုလည်းဖြစ်ခဲ့တယ်ပြည်သူတွေရဲ့တောင်းဆိုချက်အရာ2015ခုနှစ်မှာတောင်ကိုရီးယားလွှတ်တော်ကနေပြီးတော့လူသတ်မှုအတွက်တရားစွဲဆိုနိုင်တဲ့တပ်တန်းကိုသူတို့ဖြတ်သိမ်းလိုက်ကြတယ်ပေါ့နော်2021ခုနှစ်ဒီပျောက်ဆုံးမှုနှစ်30ပြည့်တဲ့အချိန်မှတ်မှာလဲဒေကူးမျိုးရဲ့ဝါရောင်းတောင်မှာဆိုလို့ရှိရင်ဖားကလေးများအောက်မေ့ပွဲနဲ့ကလေးများဘေးကင်းရေးဆူတောင်းကြောက်တိုင်ဆိုပြီးတော့သူတို့တိဆောက်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ဒီကလေး9ယောက်ရှေ့မိဘတွေအတွက်ဒဏ်ရာဟာဆိုလို့ရှိရင်ဘယ်တော့မှမကြက်နိုင်ပါဘူးသူတို့ရဲ့ကလေးတွေကဘာကြောင့်တေဆုံးခဲ့ရတာလဲဆိုတဲ့အဖြေကိုသူတို့ဘယ်တော့မှရမှာမဟုတ်တော့လို့ပါဖားကလေးများလို့ကဘာကသိကြတဲ့ဒီဖြစ်ဟာဆိုလို့ရှိရင်ဒီနေ့အထိမဖြေရှင်းနိုင်သေးတဲ့လျှို့ဝှက်စမ်းကြမှုအဖြစ်ကြံ့ရစ်ခဲ့ပါတယ်လူသက်သမားကဘာတူလဲသူတို့ကဘာကြောင့်မလို့ကလေးတွေကိုဒီလောက်တောင်ရက်ဆက်တဲ့နည်းနဲ့တက်ပြစ်ခဲ့ရတာလဲဒီမေးခွန်းတွေရဲ့အဖြေကိုတော့ချောတို့တွေဘယ်တော့မှသိရပါမလဲပေါ့နော်ဒီဖြစ်ရက်ကတကယ်ကိုချောတို့တွေကိုတတိပေးနေတာကကဘာပေါ်မှာဖြည့်ရှင်းလို့မရတဲ့ဗဟိနိစံနဲ့ဒီအမှုတွေအားဆိုလို့ရှိရင်အများကြီးရှိနေသေးတယ်ဆိုတာပါပဲဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နားဆင်သူရဲ့ထင်မြင်ချက်ကလည်းဘယ်လိုရှိလဲပေါ့နော်နားဆင်သူရဲ့ထင်မြင်ချက်ကိုလည်း comment လေးမှာရေးသွားပေးခဲ့ပါအောင်ဒီလိုမျိုးလျှို့ဝှက်စမ်းကြတဲ့ဒီဖြစ်ရက်တွေကိုနားထောင်ခြင်းနဲ့နောက်ထပ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ချောရဲ့ channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်ချောနဲ့အတူတူအဆုံးထိလိုက်ပါပြီးတော့နားဆင်ပေးခဲ့ကြတဲ့သူတို့တယောက်ချင်းစီတိုင်းကိုချောကကျေးဇူးတင်ပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲနောက်နေ့တင်ဆက်မယ့်ဗီဒီယိုလေးတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်